သုံးချနေကြတာပေါ့ဒါပေမဲ့မိမိရဲ့စိတ်ဘလောက်ဖြူစင်သွားပြီလဲမကောင်းမှုတွေကိုဘလောက်ထိဝေးဝေးရှောင်နိုင်ခဲ့ပြီလဲကောင်းမှုတရားတွေကိုဘလောက်ထိဉာဏ်နဲ့များပြုကျင့်တဲ့စိတ်ဓာတ်မျိုးဗရာတရားမျိုးဘလောက်ထိကိုယ်ရင်ထဲမှာအိမ်အောင်နေပြီတဲ့ဒါလေးတွေဟာပြန်ပြီးတော့သုံးသပ်ရမယ့်အကြောင်းအရာတွေပါဒါကြောင့်တက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုယ်ကောင်းကိုသုံးပြီးတော့စဉ်းစားတဲ့ဝိပဿနာဉာဏ်ဆိုတာဟာသိအရေးကြီးပါတယ်နည်းနည်းလေးလက်ပြီးတော့စဉ်းစားကြည့်ပါကံဤအကျိုးဒီကနေ့စပြီးကျွန်တော်တို့ရှင်းလာခဲ့ကံဆိုတဲ့အလုပ်ကာယဝစီမနောအဲ့ဒီသုံးခုနဲ့လက်တဲ့အလုပ်တွေတိုင်းစီအတိုင်းအတာရှိပါတယ်ပမာဏရှိပါတယ်ကောင်းကျိုးတွေများများလုပ်ရင်ကောင်းကျိုးတွေကိုများများခံစားရမှာမကောင်းတာတွေများများလုပ်ရင်မကောင်းတာတွေများများဖြစ်မှာပဲဆိုးကျိုးတွေဖြစ်မှာပဲဒါကတော့အခြေခံနောက်တစ်ချက်ဘုံဘဝနဲ့ပတ်သက်ပြီးတော့30ဘုံပေါ့လေဒီတော့အဲ့ဒီဘုံဘဝတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိပြီးတော့ crazy ဖြစ်စေရမလိုပါဘူးဘုံဌာနတွေကရှိသို့တော်လည်းဒီဘုံဌာနကိုညှို့မှန်းပြီးတော့အလုပ်လုပ်နေတာမဟုတ်ဘူးဆိုတဲ့အချက်ကိုသတိထားရပါလိမ့်မယ်ဘုရားဝါဒဒီတန်တရားလေကြီးကိုအားပေးတဲ့ဝါဒမဟုတ်ပါဘူးတန်တရားကလက်မြောက်ကြီးသို့တော်လည်းတန်တရားလက်မြောက်ရင်ကြိုးစားနေပြီမဲ့လို့အကြီးဆုံးကန်းတိုင်အောင်မရောက်ဘူးလူတိုင်းဟာလည်းပဲတိစိတ်ဒွိစိတ်အစရှိတဲ့ဖြင့်ပါရမီအနည်းအကျဉ်းဆိုတာရှိဒါကြောင့်တကယ်လို့များအဲ့ဒီလိုတော်ရဲနဲ့မကြည့်တဲ့ပုဂ္ဂိုလ်အတွက်မျိုးစိတ်ကောင်းတွေရနောက်ဘဝတွေမှာအဲ့ဒီမျိုးစိတ်ကောင်းကအပင်ကောင်းတွေပေါက်နိုင်ဖို့အတွက်ဒါနသီလဘာဝနာအခြေခံကြဆောင်ရွက်ရမယ့်နည်းလမ်းတွေဘုရားဟောကြားပြီးပါပြီလက်ရှိလူဘဝမှာပင်လောကီရေးမှာဆောင်ရွက်ရမယ့်38ဖြာမင်္ဂလာလိုတရားမျိုးတွေသင်္ဃာရသရုပ်သားကိုဟောကြားခဲ့တဲ့သင်္ဃာလောဝါဒသုတ်တန်လိုတရားမျိုးတွေဒီပါနဲ့သာသမီဘယ်လိုဆက်ဆံရမလဲဆရာနဲ့တပည့်ဘယ်လိုဆက်ဆံရမလဲအလို့ရှင်နဲ့အလို့သမားဘယ်လိုဆက်ဆံရမလဲတငယ်ချင်းအချင်းချင်းမိတ်ဆွေအချင်းချင်းဘယ်လိုဆက်ဆံအဲဒီလိုအခြေခံတွေကအစလောကလူနေမှုဘဝအတွက်ဘဝနေနည်းကိုလည်းပဲဘုရားရှင်ဟာဟောကြားခဲ့ပါတယ်ထိုမှတစ်ဆင့်တဲ့သစ္စာလေးပါဒီခန္ဓာရလာတဲ့တဲ့ကဒုက္ခသစ္စာဒုက္ခနဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင်မှာကြည့်ရင်လည်းကောင်းကောင်းကြီးမြင်နိုင်ပါတယ်မိမိခန္ဓာကိုကြည့်ရင်လည်းမိမိစိတ်ကိုကြည့်ရင်လည်းကောင်းကောင်းကြီးတွေ့နိုင်ပါတယ်ဒီခန္ဓာဒီစိတ်အတွက်နေ့စဉ်နဲ့အမျှပင်ပန်းနေရတာဒီပင်ပန်းတော့လည်းပဲပြုံးကြီးနဲ့ပေါ့လေရင်ဆိုင်နေရတာဒီဒါလေးတွေဟာဒုက္ခရဲ့အခြေခံအဖြစ်သိနိုင်ပါတယ်ဒီတော့အဲ့ဒီလိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းကိုရှာဒါဗုဒ္ဓဘာသာရဲ့လေးမြတ်တဲ့ဇာတနာတစ်ခုပါပဲအမှုမဲ့အမှတ်မဲ့နေတဲ့ဝါဒမျိုးမဟုတ်ပါဘူးပြီးရောဆိုပြီးတော့သဘောထားတဲ့ဝါဒမျိုးလည်းမဟုတ်ပါဘူးစဉ်းစားလို့မရတိုင်းတခုခုကိုရုံးမယ်ဖွက်တတ်တဲ့ဝါဒမျိုးလည်းမဟုတ်ပါဘူးဓမ္မတိခံကြအကြောင်းနဲ့အကျိုးကိုလျှော်ညီအောင်ဆက်ပြီးတော့မိမိရဲ့အသိဉာဏ်ကိုအသုံးချတဲ့ဝါဒမျိုးဖြစ်ပါတယ်မတန်အဆင့်မြင့်တဲ့ဝါဒမျိုးပါဒီတော့ဘာကြောင့်ဒီဒုက္ခဖြစ်တာလဲရိုးရိုးလေးပြောလိုက်ပါတယ်ပစ္စည်းတစ်ခုရှိရင်အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့သဘောထားမှန်တော့ဒီမိဆင်းရဲပါတယ်ဟောဒီပန်းလေးငါပန်းဆိုလို့ရှိရင်ငါပန်းနဲ့ပတ်သက်ပြီးတော့ဒါလေးတွေကိုထိမ့်သိမ်းရတော့မယ်သိသိရတော့မယ်သူတစ်ပါးမယူအောင်နှောက်ရှောက်ရတော့မယ်အကယ်၍ပျောက်ဆုံးသွားလို့ရှိရင်စိတ်ဆင်းရဲရတော့မယ်ဒုက္ခတွေနောက်မှာတန်းကြီးပါဒီလိုမှသဘောမထားပဲနဲ့ဩပန်းလူတကာတွေသုံးကြပါစေကိုယ်လည်းသုံးသူများလည်းသုံးပျောက်ဆုံးသွားရင်လည်းအသစ်တစ်ခုရဖို့ပြန်ပြီးစူးစမ်းရမှာပေါ့မလိုအပ်လို့ရှိရင်အသစ်ဆိုတာလည်းမလိုတော့ပါဘူး
ဘယ်တော့စိတ်အေးချမ်းသွားတယ်အဲ့ဒါဗုဒ္ဓဘာသာစိတ်ထားကြဖို့အတွက်သင်ကြားပါတယ်အစွဲအလန်းတွေကိုမရှိဖို့အတွက်သင်ကြားပါတယ်အဲ့ဒီစွဲလန်းတဲ့ငါဟာဆိုတဲ့အတ္တဝါဒဒီသမုဒယသစ္စာဆိုတာတခြားမဟုတ်ပါဘူးဒါပါပဲဘာတွေကိုဆွဲတယ်လဲတန်းလေးကိုပြောရုံပဲရှိသေးတယ်သက်ရှိစက်မဲ့အားလုံးဟာဒီသဘောကြီးပဲဒီခန္ဓာကိုယ်ကအစအားလုံးကိုဆွဲတော့ဒုက္ခရောက်နေမယ်ဒီကြားထဲမှာယုတ်ဝါဒအမြင်နဲ့ဆက်ကျင်ပဲ cross question မင်းနဲ့ဆိုရင်လည်းအများကြီးပေါ့ပြီးစီရကျွန်တော်တို့ကတော့ welcome အများနဲ့ကြိုဆိုနေတာပဲအမေတိုင်းအတွက်အဖြေရှိပါတယ်ဘုရားရဲ့တရားကအဖြေတွေကိုအကုန်ပေးထားပါတယ်ဘယ်ကိစ္စကိုမဆိုကျွန်တော်တို့အများနဲ့ကြိုဆိုနေပါတယ်ရှင်းရှင်းပြောရင်ဘဝတန်လျာကိုမယုံကြည်ဘူးလို့ဆိုလာရင်တောင်အဖြေရှိပါတယ်အတင်းမယုံခိုင်းပါဘူးအကြောင်းနဲ့အကျိုးကိုပဲဘုရားကသင်ကြားပါတယ်တလောကလုံးမမြဲတဲ့သဘောကိုပဲဘုရားကသင်ကြားပါတယ်တလောကလုံးဆင်းရဲနေတဲ့သဘောကိုပဲဘုရားကသင်ကြားပါတယ်လက်ရှိတဲ့အာလုံးသူသဘောသူဆောင်နေတဲ့သဘာဝပဲရှိတယ်ဆိုပြီးတော့ဘုရားကသင်ကြားပါတယ်ဒါတွေဟာတကယ်စစ်မှန်တဲ့အမှန်တရားတွေဆိုတာကိုတစ်ခုချင်းယူပြလို့ရဒီနေ့ခေတ်ကိုလွယ်တာပေါ့သိပ္ပံကသိထုံးလာတဲ့အတွက်microscope အောက်မှာဓာတ်ခွဲလို့ရတဲ့ကိစ္စတွေအများကြီးဖြစ်လာတယ်သူတရားရဲ့ကိုရင်းမှတ်တမ်းမှာ religion ကိုယ်ွယ်ဒီဘာသာအစ္စလာမ်က Islam ပေါ့ခရစ်ယာန်က Christian Hindu က Hindu ဂျိန်းကဂျိန်းဂျူးကဂျူးစသဖြင့်ကိုယ်ွယ်တဲ့ဘာသာကိုဟာကိုထည့်ကြတယ်ဘုရားဘာသာကလည်းဒီကဗုဒ္ဓဘာသာလို့ထည့်လိုက်ဒါပေမဲ့အဲ့ဒီ religion ဆိုတဲ့နေရာမှာဗုဒ္ဓဘာသာလို့ထည့်တာသဘာဝမကျခံဟောကြရတယ်နော်ဒီထူးဆန်းတဲ့စကားတွေကြားနေရ religion ဆိုတာဟာတကယ်တော့ဘာသာတရားဆိုပေမဲ့သူ့ရဲ့မူရင်းအတိအကျကို dictionary မှာဖွင့်ဆိုထားတာကတလောကလုံးကိုဖန်ဆင်းခြင်းတလောကလုံးကိုအုပ်စုနေတဲ့တကုရှင်အဲ့ဒီလိုစပါပါဝါရရှိနေတဲ့သာဝရဖယားဖန်ဆင်းရှင်ဖယားတကုရှင်ဖယားအဆရှိတဲ့ဖန်ဆင်းရှင်အယူဝါဒတကုရှင်အယူဝါဒကိုလက်ခံယုံကြည်ကိုးကွယ်ဆုတောင်းသောဝါဒမျိုးကိုသာလျင်လူလူချင်းတို့ခေါ်တယ်သူတို့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာဗုဒ္ဓဝါဒနဲ့ဘလောက်ဝါချတယ်လဲဆိုတာကိုသိသွားပါပြီဘုရားဝါဒဒီတကုရှင်ဖန်ဆင်းရှင်ကိုစွန့်တောင်းသောဝါဒလက်ကင်ထားသောဝါဒယုံကြည်သောဝါဒမဟုတ်ပါဘူးလောကကြီးဟာသူ့အကြောင်းနဲ့သူ့အကျိုးဖြစ်နေကြတယ်ဆိုတဲ့စကားတစ်ခုရဲ့နောက်မှာအလုံးပြီးသွားပါတယ်လက်ရှိတန်ဖိုးထားတာကပြစ္ဆုတ်ပံတဲ့မှာလူတွေဟာဘလောက်ထိကောင်းမှုတွေကိုလုပ်နိုင်ကြမလဲဘယ်လောက်ထိမကောင်းမှုတွေကိုရှောင်နိုင်ကြမလဲမိမိရဲ့စိတ်ကလေးကိုဖြူစင်ပန့်ရှင်းအောင်ဘယ်လောက်ထိထိမ့်သိမ့်နိုင်မလဲစောင့်ရှောက်နိုင်မလဲလေ့ကျင့်နိုင်မလဲရှုမှတ်ပွားများအားထုတ်နိုင်မလဲဆိုတဲ့အချက်ကိုသာလျှင်ဗုဒ္ဓဘာသာကအဓိကထားပါဒါကြောင့်ဗုဒ္ဓဘာသာရဲ့အနှစ်သာရကြည့်မယ်ဆိုလို့ရှိရင် religion ဆိုတဲ့စကားလုံးရဲ့အ내အဓိပ္ပာယ်ဟာဗုဒ္ဓဘာသာနဲ့သိပြီးတော့မဆက်စပ်ပါဘူးဒါပေမဲ့ဗုဒ္ဓဘာသာဟာဘာသာရေးခိုင်းခွဲတွေအများကြီးရှိလာတဲ့အတွက်မဟာယာနဗုဒ္ဓဘာသာထဲမှာပင်ခိုင်းခွဲပေါင်းထောင်နဲ့ရှိထေရဘာသာကတော့ထူးထူးခြားခြားခိုင်းခွဲတာမရှိပါဘူးသံဃာခိုင်းဆိုတာကလည်းပဲပိဋကတ်သုံးပုံကိုအတူတကွလက်ခံပါတယ်ဒါပေမဲ့နည်းနည်းလေးနေပုံထိုင်ပုံလေးတွေအမှုအကျင့်လေးတွေပြောင်းသွားလို့သာလေသူကိုင်းကိုယ်ကိုင်းကွဲကြတာပါထေရဘာသာကတော့မူတမူတဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ဓမ္မမူရင်းဓမ္မကိုမူရင်းအရှိအတိုင်းပြုပြင်ရန်လည်းမလို့ဖြစ်ဆွရန်လည်းမရှိငကိုအတိုင်းပြည့်ပြည့်စုံစွာစောင့်ရှောက်လာခဲ့လို့ထေရဝါဒဆိုတဲ့နာမည်ကိုရပါတယ်ရှိမကြီးအစဉ်ဆက်ကခိုင်မပြတ်မစီရအောင်ဖိမ့်စောင့်ရှောက်လာလို့ထေရဝါဒဆိုတဲ့နာမည်ကိုရပါတယ်
ဒါကြောင့်ထေရဝါဒမှာကတော့ထူးပြီးတော့ကွဲစရာလုံးဝမရှိပါမဟာယာနကတော့ရှိပါတယ်ဒီတော့မဟာယာနကကွဲကြရင်နဲ့သူတို့လည်းပဲတကုရှင်လို့ဖန်ဆင်းရှင်လို့လုပ်တာတွေတော့ရှိအဲ့ဒါနဲ့ဆက်နွယ်ရင်တော့ religion နဲ့သူတို့ထည့်ရင်တော့ရတာပေါ့ဒါပေမဲ့ထေရဝါဒဗုဒ္ဓဘာသာဒီ religion ဆိုတဲ့နာမည်နဲ့တော့သိပြီးတော့သဟဇာတမှာဖြစ်ပါဘူးဒီညွှန်ညတာမှုမရှိပါဘူးသဘောလက္ခဏာကလည်းမတူပါဘူးဒီပဲကျဲ